diploma နဲ့လုပ်ငန်းခွင်မှာအလုပ်ရနိုင်လားမိသားရဲ့ထဲမှာ3ချက်ပါတယ်လို့ထင်တယ်ပေါ့နော်ပြောချင်တာကဒီ COT program နဲ့ရှောက်ရင် College of Technology ခိုးစင်းကိုရောက်မှာဖြစ်ပါတယ်ခိုးစင်းပြီးတော့ရင်ရတဲ့ပွဲက diploma လို့မခေါ်ပါဘူး associate degree jungakushi လို့ခေါ်ပါတယ်သူကဗာနဲ့ညီမျှလဲဆိုရင်တက္ကသိုလ်4နှစ်မဟုတ်ဘဲနဲ့2နှစ်တက်ထားတဲ့ဟာနဲ့ညီမျှတယ်ပေါ့နော်ဒါကြောင့်မို့လို့ COT ပြီးသွားတဲ့အခါမှာ University တက္ကသိုလ်ရဲ့တက်ရကို transfer လုပ်ခွင့်ရှိတာပါနံပါတ်1အချက်ကကြတော့အကြီးမားဆုံး advantage ကဘာလဲဆိုရင် job market က bachelor ပြီးသွားတဲ့သူတွေနဲ့ job market မတူတာပေါ့နော်သူကတက်ဖြစ်နေတာအဲ့တော့ဒီအလုပ်ခေါ်တဲ့အခါမှာဒီ company တစ်ခုကဘယ်နှယောက်ခန့်မယ်ရှင်းစုပေါ့နော်ဘွဲရထားတဲ့သူအစ်စ်ဘယ်နှယောက်ခန့်မယ်ဆိုတဲ့ဝါကူကခိုးစင်းအတွက်ကိုတို့ကတက်ထားပေးထားတာပေါ့နော်အဲ့ဒီ quota အတွက်ပြိုင်ကြတဲ့အခါမှာကိုက bachelor ရထားတဲ့သူတွေအားလုံးနဲ့ပြိုင်နေရမဟုတ်ဘဲနဲ့ခိုးစင်းကပြီးထားတဲ့သူတွေနဲ့ပဲပြိုင်တာဖြစ်တဲ့အတွက် competition နည်းတယ်လို့ပြောလို့ရတယ်တေချာပါ bachelor ရထားတဲ့သူနဲ့ရှင်တော့လားစာတော့ပို့ပြီးတော့ short ထား3000လောက်ရော့တယ်လို့ထင်တယ်ပြီးတော့နောက်တစ်ခု advantage ကဘာလဲဆိုရင် College of Technology ပြီးသွားရင် option တွေအများကြီးရှိတာပေါ့နော် University National University တွေကို transfer လုပ်လို့ရတယ်။ဒါလို့ advanced course ကိုအဲ့ဒီကျောင်းမှာပဲဆက်ပြီးတက်မယ်ဆိုရင်လည်း bachelor ရမှာဖြစ်ပါတယ်။နောက်ထပ်2နှစ်ထပ်ကြမယ်ပေါ့နော်။မကိုယ်တိုင်လည်းဒီ COT program ကိုစပြီးတော့ရွေးတော့ကတက်ပြီးတော့မှဆုံးဖြတ်ကြည့်မယ်ဆိုပြီးတော့ရွေးခဲ့တာပါ။လုံးဝင်တာနဲ့ပတ်သက်ပြီးတော့အများကြီးမသိဘူးပေါ့နော်။ကြံပေးရမယ်ဆိုရင်ကတော့အလုံးဝင်ချင်တဲ့သူဆိုရင်ကျောင်းကလည်း support တွေအများကြီးရှိတဲ့အတွက်ကျောင်းတက်နေတဲ့ကာလမှာ certification တွေပေါ့နော်စာမေးပွဲတွေရှီခကုလို့ခေါ်တာပေါ့အဲ့ဒါတွေကိုအများကြီးဖြည့်ထားပါအဲ့ဒါတွေကအလုံးဝင်တဲ့အခါမှာလည်းbonus ရတာတို့ပါလို့ရှိရပေါ့နော်သူများရဲ့ထဲလဲနာတဖျားတာတယ်ပေါ့နော်ဒီကိန်းဂဏန်းတွေရပြောမယ်ဆိုရင်ကတော့တကြောင်လုံးနဲ့ရှင်ရင်ဒီ College of Technology ကနေဝယ်ရသွားတဲ့အခါမှာ60%လောက်က အလုံးဝင်ကြတယ်40%လောက်ကကျောင်းဆက်တက်ကြတယ်ပေါ့နော်ကျောင်းမလိုက်ပြောလဲနည်းနည်းစီကွာသွားတယ်ပေါ့နော်အမားတို့ကျောင်းဆိုရင်80%ကအလုပ်ဝင်တယ်30%ကကျောင်းဆက်တက်ကြတယ်ဒါပေမဲ့ဒါက international student တွေတက်ပဲ data မဟုတ်ပါဘူး international student တွေမှာပြင်ကြည့်မယ်ဆိုရင်ကတော့အများစု80%လောက်ကကျောင်းဆက်တက်ကြပါတယ်30%လောက်ကတော့အလုပ်ဝင်ကြပါတယ်တေချာပေါက်ဒီကျောင်းအပြင်အလုပ်ရမယ်ဆိုတဲ့ guarantee အာမခံချက်တော့မဟုတ်ဘူးဒါပေမဲ့ကျောင်းက support တွေအများကြီးရှိတဲ့အတွက်တကယ်လို့ကိုကအလုပ်ဝင်ချင်တဲ့စိတ်နဲ့ COT program ကိုရှောက်တယ်ဆိုရင်တော့ဒီပွဲနဲ့အလုပ်လုပ်လို့ရတယ်လို့ပြောချင်ပါတယ်အဲ့တော့ကိုယ့်ရဲ့ career အတွက်ပေါ့နော်ဘယ်လိုလုပ်ချင်လဲဆိုတာကိုဆုံးဖြတ်ပြီးတော့ရှောက်ဖို့အကြံပြုချင်ပါတယ်တကယ်လို့2028မှာရှောက်မယ်ဆိုရင်လည်းအားလုံးအရာအဆင်ပြေဖို့ဆုတောင်းပေးလိုက်ပါတယ်သိချင်တာရှင်လည်း comment မှာထပ်ပြီးမိသွားလို့ရပါတယ်တတာ